All bets on sports. What is fair? Huge winnings. What is fair? High odds. What is fair? Fast pay. What is fair? What is fair? Bookmaker Company. အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်အချစ်လေးပြီးဆိုတဲ့ YIS Bet အကောင့်တစ်ခုကိုဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်ဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် YIS Bet အကောင့်ဖွင့်ဖို့အတွက်ကျွန်တော် YIS Bet application ကိုကျွန်တော်အရင် download ထားရပါမယ်ဗျ application ကို download ပြီးပြီဆိုရင်တော့ကျွန်တော် application ထဲကိုကျွန်တော်ဝင်လိုက်ပါ application ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ login နဲ့ registration ဆိုတာကိုစီးတယ်ဗျာကျွန်တော်တို့က account ဖွင့်မှာဖြစ်တဲ့အတွက် registration ထဲကိုကျွန်တော်ဝင်ပေးပါ registration ရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာ one click ရှိတယ် by phone ရှိတယ် by mail ရှိတယ်ကျွန်တော်တို့ကအလီအများစွာဖွင့်ကြတာဆိုရင်ကျွန်တော်တို့က one click နဲ့ကျွန်တော်ဖွင့်လိုက်လို့ရတယ်ဆိုတော့ကျွန်တော် one click ကိုထောက်နှိပ်ပေးပါ one click နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော်နေတဲ့နိုင်ငံရန်ကျွန်တော်တို့သုံးမဲ့ငွေကြေးအမျိုးအစားရကျွန်တော်တို့ရွေးရမယ်ဒီမှာသူကရွေးပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတိုင်းပဲထားလိုက်မယ်ကျွန်တော်တို့ကအောက်မှာ promo code နေရာမှာကြတော့ကျွန်တော်ရဲ့ promo code ကိုထည့်လိုက်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့ကျွန်တော်တို့တရားရခိုင်နှုန်း bonus ကိုရမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အကောင့်ထဲကိုကျွန်တော်တို့ကပတ်စံ2သိန်းထည့်လိုက်မယ်ဆိုရင်သူက bonus 2သိန်းထည့်ရမှာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်ရဲ့ promo code လေးကိုဖြည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ promo code ကတော့ MIKE33 ဒီလိုပဲဖြစ်ပါတယ်ဒီလိုဖိလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီအောက်ကအကွက်လေးထဲမှာကျွန်တော်တို့ကအသက်16နှစ်ပြည့်ပြီးပါပြီဆိုတာအကြောင်းကိုကျွန်တော်တို့က confirm ပေးရပါမယ် confirm ပေးဖို့အတွက်ကျွန်တော်ဒီလေးထောက်ကွက်လေးကိုအမှတ်ချစ်လိုက်ပါအမှတ်ချစ်ပြီးဆိုရင်ကျွန်တော်ဒီအောက်က register ဆိုတာလေးကိုနှိပ်လိုက်ပါဗျ register ကိုနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ robot confirm လုပ်ပေးရမှာပဲဖြစ်ပါတယ် robot confirm ကဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့က robot မဟုတ်ကြောင်းကိုလေးထောက်ကွက်လေးကိုနှိပ်ပြီးတော့ဒီမှာသူရွေးထားတာလေရွေးပေးရမှာဖြစ်ပါတယ်သူက bicycle ရွေးခိုင်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က bicycle ပါတဲ့အကွက်လေးတို့ကျွန်တော်ကနှိပ်ပေးရမှာပါမယ်နှိပ်ပြီးတော့ဒီအောက်ကနှိပ်ကိုနှိပ်ပြီးတော့တွားလိုက်ပါနှိပ်ကိုတွားပြီးဒီမှာသူကကြတော့ motorcycle ကိုထပ်ရွေးခိုင်းတယ်ဗျာ motorcycle ကိုထပ်ရွေးခိုင်းတဲ့အတွက်ကျွန်တော်တို့က motorcycle ပါတဲ့အကွက်လေးကိုထပ်ရွေးပေးရမှာပဲရွေးပြီးတော့ verify ကိုနှိပ်တာနဲ့ကျွန်တော်တို့ကအထဲကိုရောက်ပါမယ်ဗျာဆိုတော့ဒီနေရာကိုရောက်သွားပြီဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ကျွန်တော်တို့ရဲ့အကောက်ကို subscribe ရိုက်ထားတာဖြစ်ဖြစ်တခုခုမှမှတ်ထားတာဖြစ်ဖြစ်လုပ်ပေးရပါမယ်ကျွန်တော်တို့ကကြတော့ subscribe ကိုရိုက်ထားလိုက်ပါမယ်အဲ့လိုရိုက်ပြီးဆိုရင်ဒီအောက်က next ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါဒီလိုဆိုရင်ကျွန်တော်တို့က YIS Bet အကောက်တစ်ခုကိုအောင်မြင်စွာဖက်လိုက်ပြီးပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့က YIS Bet ကိုဒီလိုဖက်လိုက်လို့မပြီးသေးပါဘူးကျွန်တော်တို့ရဲ့အချက်လက်တွေကိုဖြည့်စော်အောင်ဖိထားဖို့လိုပါမယ်ဗျဒီလိုဖိထားဖို့ဆိုရင်အောက်က menu လေးလာလို့ကျွန်တော်ချစ်ထောက်ပါ menu လေးကိုကျွန်တော်တို့နှိပ်ပြီးဆိုရင်ကျွန်တော်ဒီလိုဖြစ်သွားမယ်ဗျာဒီလိုဖြစ်သွားမယ်ဆိုရင်ကျွန်တော်ဒီအပေါ်ကဒီ ID ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကတစ်ချင်းနှိပ်လိုက်ပါနှိပ်လိုက်ပြီးရင်ဒီမှာကျွန်တော်တို့ရာဒီ enter detail ဆိုတာလေးကိုကျွန်တော်တို့တစ်ချင်းနှိပ်ပါနှိပ်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့နာမည်ရယ်ကျွန်တော်တို့ကမွေးသေးကြီးရယ်ကျွန်တော်တို့နေထိုင်တဲ့နေရာလေးကိုကျွန်တော်တို့ဖြည့်ပေးရပါမယ်ဗျဒါတွေကဘာလို့ဖြည့်ရလဲဆိုရင်ကျွန်တော်တို့ကဒါတွေဖြည့်ကြမှာဒါကျွန်တော်တို့ကငွေထုတ်တဲ့အခါမှာ CCTV ချောချောမွေ့မွေ့နဲ့ထုတ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာအေးဆိုကျွန်တော်တို့ရဲ့နာမည်ကိုကျွန်တော်တို့ကထည့်ရမှာဖြစ်ပါတယ်ကျွန်တော်တို့နာမည်ကတင်းအောင်ဝင်းဆိုတယ်ကျွန်တော်တို့ကတင်းမိတဲ့ name မှာကြတော့အောင်အနောက်ဆုံးနာမည်ကကြတော့ဝင်းဖြစ်ပါတယ်ဒီမှာကြတော့ကျွန်တော်တို့ရဲ့မွေးသေးကြီးကိုကျွန်တော်တို့ကဖြည့်ပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်မွေးသေးကြီးကိုဖြည့်လိုက်ပါကျွန်တော်မွေးဖိုင်ရနေရာကြတော့ကျွန်တော်တို့မွေးရဲ့နေရာကိုကျွန်တော်ရက်ပေးရပါမယ်ဥပမာညီကိုကကြတော့ရန်ကုန်မှာမွေးနေဆိုရင်ကျွန်တော်ရန်ကုန်ကိုကျွန်တော်နှိပ်လိုက်ပါရန်ကုန်ကိုဖိလိုက်ပါ region မှာကြတော့လဲကျွန်တော်တို့ကရန်ကုန်မှာပဲမွေးတာဆိုရင်ကျွန်တော်တို့ကရန်ကုန် region ကိုကျွန်တော်ရွေးချက်လိုက်ပါမြို့ကကြတော့လဲရန်ကုန်မှာမဲနေတာဆိုရင်ကျွန်တော်တို့ရဲ့ရန်ကုန်မြို့ကိုပဲကျွန်တော်ရွေးလိုက်လို့ရတယ်ကျွန်တော်နေထိုင်ရာလမ်းအားကြတော့ကျွန်တော်အခုနေထိုင်ရာလမ်းအတိုင်းရေးလိုက်လို့လည်းရတယ်ကျွန်တော်ရန်ကုန်လို့ရေးလိုက်လို့လည်းရတယ်ဗျာကိုနေထိုင်ရာနေရာကြတော့ရန်ကုန်ဖြစ်တဲ့အတွက်ကြောင့် document tracker ကြတော့ကျွန်တော်ဘာရွေးမယ်လဲပေါ့နော်ဥပမာကျွန်တော်တို့က foreign passport ရှိရင်ကျွန်တော်တို့က foreign မဟုတ်တဲ့အတွက်ကျွန်တော်ကတော့စေစားစားမလိုဘူး ID document ဆိုတာကြတော့ကျွန်တော်တို့ရဲ့ map ပိုတင်တဲ့ဘက်ကိုရွေးရမှာဖြစ်ပါတယ်ကျွန်တော်တော်တော်များများကြတော့ map ပိုတင်ရှိကြတယ်ဗျာကျွန်တော်တို့မှာကြတော့အဲ့တော့ map ပိုတင်ကိုနှိပ်ပါနှိပ်ပြီးတော့ဒီမှာ map ပိုတင် document series ဆိုတာဘယ်လိုပြောရလဲဆိုရင်ကျွန်တော်တို့ကမြင်းဆောင်တွေရှိတယ်ဗျာ73မြင်းဆောင်လား14မြင်းဆောင်လား15မြင်းဆောင်လားကိုက73မြင်းဆောင်ဆိုရင်ကျွန်တော်တို့က73ကိုထည့်ပါ73ကိုထည့်ပြီးတော့ဒီမှာကျွန်တော်ကိုယ့်ရဲ့ map ပိုတင်တဲ့ဘက်6လောက်ကိုထည့်ရမှာပေါ့နော်ဟိုကျွန်တော်ဒီလို6လောက်ထည့်လိုက်ပါထည့်လိုက်ပြီးတော့ extrude date ဆိုတာကြတော့ map ပိုတင်ထုတ်ပြီးတဲ့နေ့ရက်ကိုပြောတာဖြစ်တယ်ဆိုတော့ map ပိုတင်ထုတ်ပြီးတဲ့နေ့ရက်ကကျွန်တော်တို့ကိုရွေးလိုက်ပေါ့နော်
မဟုတ်တယ်ဘေးမှာထုတ်ပြီးကိုမက်ပုတ်တင်မှာပါတဲ့အရေးဆိုရင်ကျွန်တော်ရွေးလိုက်ပါ instrument မှာကျတော့ကျွန်တော်တို့ကမြန်မာအစိုးရထုတ်ပေးထားတာဖြစ်တဲ့အတွက်မြန်မာ government ကိုကျွန်တော်ရွေးလိုက်ပါမြန်မာ government ကိုကျွန်တော်နှိပ်ပေးလိုက်ပါဗျ Okay ဒီလိုပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီအောက်က TIN ဆိုတာကြတော့ကျွန်တော်တို့ရဲ့ task number တွေဖြစ်တဲ့အတွက်ကျွန်တော်မဖြည့်ပဲရတယ်ဒီအားကြတော့เนาะမဖြည့်ပဲထားလိုက်လို့ရတယ်ဗျာကျွန်တော်ဒီလိုဖြည့်ပြီးဆိုရင်ကျွန်တော်ဒီအောက်က6ဆိုတဲ့ဟာလေးကျွန်တော်တို့နှိပ်လိုက်ရင်ဒီမှာဒီလို information successfully ဆိုတာပေါ်သွားပြီဗျာဒီလိုဆိုရင်ကျွန်တော်တို့ account က personal information ဖြည့်တာအဆင်ပြေသွားပြီဗျာ Okay ဒီလိုဖြည့်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ account တွေတစ်ခုခုဖြစ်သွားတာပဲဖြစ်ဖြစ်ကျွန်တော် recover လေး account ကိုပြန်ယူလို့ရအောင်ကျွန်တော်တို့ဖုန်းနံပါတ်ကိုချိန်ထားဖို့လိုတယ်ဗျာကျွန်တော်ဖုန်းနံပါတ်ချိန်ဖို့တက်ကကျွန်တော်ဒီမှာဖုန်းနံပါတ်ဆိုတာအကွက်လေးစီးတယ်ဗျာဒီအကွက်လေးရဲ့ link ကိုနှိပ်ပါlink ကိုနှိပ်ပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာထည့်ပါကျွန်တော်တို့ရဲ့ country code က95ထည့်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်က3ရောက်ကိုဖြုတ်ပြီးတော့အနောက်ကကဏ္ဍကိုဖြည့်ရမှာဖြစ်ပါတယ်ဥပမာကိုယ့်ရဲ့ဖုန်းနံပါတ်က39ဆိုရင်3ရောက်မဖြည့်တော့ဘူးကိုကနေပြီးတော့စဖြည့်ရမယ်ဗျာဒီလိုဖြည့်လိုက်ပြီးပါဖြည့်လိုက်ပြီးဆိုရင်ဒီအောက်က link ကိုနှိပ်လိုက်တာနဲ့သူကဖုန်းနံပါတ်တွေကို confirm code ကိုချပေးပြီးတာနဲ့ကျွန်တော်တို့ရဲ့ confirm code ကိုဒီရဲ့ verification နေရာမှာပြန်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ account ကိုချိန်လို့ပြီးသွားပြီဗျာဆိုတော့ဒီလိုချိန်လိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ WiseBet account ကိုကျွန်တော်တို့လှုပ်ချိုစိတ်ချစာနဲ့သုံးလို့ရပြီဖြစ်ပါတယ်ခင်ဗျတကယ်လို့မိတ်ဆွေတို့က account ဖိတ်ရမှာတခုခုနားမလဲတာအဆင်မပြေတာရှိတဲ့အခါကျရင်ကျွန်တော်ရဲ့ Viber Telegram ကနေလာမေးလို့ရတယ်လို့ unit အတွင်းထုတ်လုပ်မယ်ဆိုရင်လည်းကျွန်တော်ရဲ့ Viber Telegram နံပါတ်ကနေပြီးပဲစိတ်ချရုပ်ကြည်စွာကျွန်တော်တို့ကောက်ဖိတ်ပြီးတော့ဆော့ကစားလို့ရပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်